မင်္ဂလာပါခင်ဗျ။ WM Mobile Shop ပါ။ Oppo ကနေထွက်ရှိထားတဲ့ Ultra Series မှန်သမျှအရန်ရောင်းရတဲ့ Ultra Series တွေလူကြိုက်အရန်များတဲ့ Ultra Series တွေအကုန်လုံးကျွန်တော်တို့ WM Mobile Shop မှာပစ္စည်းရောက်ထားပါတယ်။ဒီကောင်လေးတွေကနောက်ဆုံးထွက်ရှိထားတဲ့ Oppo က 5X9 Ultra မှာ RAM 12512 Global အလုံးလေးတွေဖြစ်မယ်။ဒီကောင်က Oppo ရဲ့ 5A Ultra RAM 16512လေးဖြစ်မယ်။ဒီကောင်လေးကတော့ Oppo ကထွက်ရှိထားတဲ့ 5A7 Ultra လေးဖြစ်ပါတယ်။ဒီကောင်လေးတွေကိုကျွန်တော်ဈေးနှုန်းလေးနဲ့သူ့ရဲ့ specification အတိအကျလေးကျွန်တော်ပြောပြပါမယ်။ 5A9 Ultra ဆိုလို့ရှိရင်12512ကို parking ဖောက်စစ်ထားရုံမိတ်ဆွေတို့နာမည်ပေါက်နဲ့ CEI အခွန်ဆောင်ရပါမယ်။အခွန်ဆောင်ပေးထားပါမယ်။နော် CEI ပါပြီးသားကိုကျွန်တော်တို့ WM Mobile Shop ကရောင်းချပေးမယ်ဈေးနှုန်းလေးက54သိန်း5000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ parking ဖွင့်ပြီးစစ်ထားရုံလေးပဲစစ်ထားတဲ့အလုံးလေးတွေဖြစ်ပါတယ်။ 100% လုံးဝအသစ်ချွတ်ချွတ်ကန်ရပါမယ် battery 100နဲ့ ready full နဲ့ကန်ရပါမယ်ခင်ဗျာနော်။ဒီကောင်လေးတွေက54သိန်း5000ဖြစ်ပါတယ်။ 5A9 Ultra ဘူးပစ္စည်းအစုံ parking ပေါက်စစ်ဖြစ်ပါတယ်။ဒီကောင်လေးက Oppo 5A8 Ultra မှာ RAM 16512ဒီကောင်လေးကတော့ stable version China အလုံးလေးဖြစ်မယ်။ဒီကောင်လေးကတော့ global လေးပေါ့နော်။ဒီ5A9 Ultra လေးတွေက global လေးဖြစ်မယ်။ဒီ 5A Ultra 16512 stable version လေးကလည်း battery 100နဲ့လုံးဝအသစ်တိုင်း parking ပေါက်စစ်ကလေးဖြစ်ပါတယ်။ဒီကောင်လေးတွေကကျွန်တော်တို့ CEI ဆောင်းဖို့အတွက် parking ဖွင့်လိုက်ရတဲ့အလုံးလေးတွေဖြစ်တယ်။သုံးထားတဲ့ပြုတ်ထားတဲ့အလုံးတွေမဟုတ်တဲ့အတွက်ကြောင့်မိတ်ဆွေလုံးဝအသစ်ကြီးကန်ရမှာဖြစ်ပါတယ်။ဒီ 5A Ultra လေးဆိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက38သိန်း5000နဲ့ရောင်းချပေးမယ်။ဘူးပစ္စည်းအစုံမှာ CEI ဆောင်းပြီးသားတစ် parking ဖွင့်စစ်လေးကန်ရမှာဖြစ်ပါတယ်။နောက်တစ်လုံးကတော့သူ့ပေးရတဲ့ဈေးတန်းမှာအတန်ဆုံးလို့ပြောလို့ရတယ်။ Oppo ကထွက်ရှိထားတဲ့ 5A7 Ultra မှာ Leather Edition 2 tone color လေးဖြစ်မယ်။ RAM 16256ကို battery 100နဲ့လုံးဝအသစ်တိုင်းတက်နောက်ပြီးတော့ဒီကောင်ရဲ့ original တရုတ်ရဲ့ showroom ဝင်တဲ့လီပါကြံသေးတဲ့အလုံးလေးဖြစ်ပါတယ်။ 5A7 Ultra ထဲမှာဒီလို connection နဲ့ဒီလိုအလုံးမျိုးဒီလိုဘူးပစ္စည်းစုံမျိုးကတော်တော်လေးရှားသွားပါပြီ။ဒီ 5A7 Ultra လေးကိုကြတော့ကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက23သိန်း5000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ကျွန်တော်အခုပြပေးသွားတဲ့ Oppo ကထွက်ရှိထားတဲ့ Ultra Series ဖုန်းအားလုံးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ WM Mobile Shop မှာမိတ်ဆွေစိတ်တိုင်းကြလာရောက်ပြီးတော့စစ်ဆေးဝယ်ယူအားပေးနိုင်တယ်လို့နယ်ဝေး customer များအတွက်လည်းလူကြီးမင်းတို့ကြိုက်နေတဲ့ရအမြဲကြောဖို့များနဲ့ပို့ဆောင်ပေးပါတယ်ဖုန်းနဲ့ပတ်သက်လို့ 100% တာဝန်ယူရောင်းချပေးတော့တဲ့ကြောင့်စိတ်ချမ်းသာတာဝယ်ယူအားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ